အားလုံးပဲမင်္ဂလာပါဒီနေ့တော့ငဖယ်ချစ်လေးစားကျင်တာနဲ့စီးသွားနေပါတယ်ငဖယ်ချစ်ဝယ်နေမှာငဖယ်ဘလို့ကင်နဲ့ဘလို့ချစ်တယ်ဆိုတာကိုသိရဖို့အတွက်ဈေးတဲ့အမကြီးစီမှာပြန်တောင်းပြီးတော့ဗီဒီယိုလေးရိုက်ခဲ့ပါတယ်အတူတူလိုက်ပြီးတော့မှကြည့်ပေးကြပါဦးနော်ဈေးရဝယ်လာတဲ့ငဖယ်ချစ်ကိုကိုယ့်ကိုအိမ်မှာပဲရတာနေပါတယ်။စားနေငယ်ဟင်းကြုံမုံနေငယ်ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ချင်းအားလုံးရောထည့်ရောနေပြီးတော့မှနှပ်ပါမယ်။ငဖယ်သားထုလီမာလီထောင်းလီမာလီဖြစ်တဲ့အတွက်ကြောင့်မို့အချိန်လေးပေးပြီးတော့မှတိကျချာလေးထောင်းပြပါတယ်ငဖယ်သားကိုအချိန်လေးတိကျပေးပြီးတော့မှတိကျလေးထုပေးထောင်းပေးမယ်ဆိုရင်တော့ငဖယ်အသားကတော်တော်လေးစားလို့ကောင်းပါတယ်ဒါလေးကတော့ရလာတဲ့ငဖယ်တွေကိုကြော်တာလေးဖြစ်ပါတယ်တဲဝဲကိုစီထည့်မယ်စီပူလိုက်စနွေးနေငယ်ထည့်မယ်ပြီးရင်တော့ငဖယ်လေးတွေကိုမိမိစိတ်ကြိုက်ပုံစံမျိုးလေးလုပ်ပြီးတော့မှကြော်လို့ရပါပြီကျွန်တော်ကတော့အမြန်အောင်လို့ငဖယ်စုံအသေးလေးနဲ့ပဲချစ်ချပြီးတော့မှကြော်လိုက်ပါတယ်ကြော်တဲ့အခါမှာမီးအေးနဲ့ထားပြီးတော့ကြော်ဖြစ်ပါတယ်။ကြော်ထားတဲ့ငဖယ်ရောင်လေးတွေရှည်ဝါရောင်တန်းလာပြီဆိုရင်ဆယ်လို့ရပါပြီ။ရလာတဲ့ငဖယ်တွေကိုမိမိစိတ်ကြိုက်ချက်ပဲစားစားတုပ်ပဲစားစားမိမိစိတ်ကြိုက်လို့လို့ပြင်ဆင်ချက်ပြုတ်စားတော့နိုင်ပါတယ်။ငဖယ်ဆေးရတာတခြားငါးချစ်တွေထက်စားလို့ရှိရင်အရသာလေးပင်ပင်စီစီပိုင်ပိုင်နဲ့ထုတ်ထုတ်လေးနဲ့စားလို့ပို့ပြီးတော့ကောင်းပါလေ။မိမိအိမ်မှာလိုက်ပြီးတော့လှုပ်ရှားကြည့်ကြနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်